လူချင်းမသိပါသလားအော်စဘာဘီလာတင်ကိုပြတ်ရှင်ခဲ့တဲ့ Navy Sea တင်းစင်ရဲ့စစ်စင်ရေးအကြောင်းကို2001ခုနှစ်စက်တင်ဘာ17ရက်တိုက်ခိုက်မှုအပြီးမှာအမေရိကန်အစိုးရကကမ္ဘာအကြောင်းအဆုံးဂျပန်ခေါင်းဆောင်အော်စဘာဘီလာတင်ကို10နှစ်နီးပါးမနာတမ်းလိုက်ရှာခဲ့ပါတယ်။အမေရိကန်နိုင်ငံရဲ့အထူးစုံစမ်းရေး CIA ဘက်ကနေပြီးတော့ပါကစ္စတန်ဘာဒဘတ်မြို့မှာအေယာမဒလိုင်းကြီးကာရန်ထားတဲ့လှုပ်ဝက်အဆောက်အုံနဲ့ဘီလာတင်ပုံအောင်နေကြောင်းကိုအတည်ပြုခဲ့ပါတယ်။2017ခုနှစ်မေလ2ရက်နေ့မှာအမေရိကန်ရေတပ်ရဲ့အထူးတပ်ဖွဲ့ Navy Sea တပ်ဖွဲ့ဝင်စစ်သည်24ယောက်ကရေဒါမမိနိုင်တဲ့ရဟတ်ယာဉ်2စီးနဲ့ပါကစ္စတန်စစ်တပ်မသိအောင်နေဆက်ကိုဖျက်ချော်ပြီးတော့ညနေတကောင်မှာဝင်ရောက်စီးနင်းခဲ့ကြပါတယ်။စစ်စင်ရေးဆဆချင်းမှာပဲရဟတ်ယာဉ်2စီးကလေထုဖိအားကြောင့်အဆောက်အုံတွင်းမှာပြတ်ကျသွားခဲ့ပေမဲ့ Navy Sea စစ်သည်တွေကစက္ကန့်ပိုင်းတွင်ပြန်လည်စုစည်းပြီးတော့ဘီလာတင်ရှိနေတဲ့ဆောက်အုံတွေကိုတကားတွေဖောက်ခွဲပြီးတော့ဝင်ရောက်ခဲ့ပါတယ်။မိနစ်40သာကြာမြင့်ခဲ့တဲ့ဒီစီးနင်းမှုအတွင်းမှာတတိယထပ်အိတ်ကန်ထဲမှာပုံအောင်နေတဲ့ဘီလာတင်ကိုတွေ့ရှိခဲ့ပြီးတော့အပြတ်ရှင်းထုတ်နိုင်ခဲ့ကြပါတယ်။ပြတ်ကျသွားတဲ့ရဟတ်ယာဉ်နဲ့ရဟတ်ယာဉ်ပေါ်မှာပါတဲ့နည်းပညာတွေကရန်သူလက်ထဲမရောက်သွားစေအောင်ဒုံးကျည်ပြဖောက်ခွဲပြတ်စီးပြီးတော့ဘီလာတင်ရုပ်လောင်းကိုလည်းအမေရိကန်ကိုယူဆောင်ပြီးတော့ဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြပါတယ်။10နှစ်လောက်ကြာသွားတဲ့အမေရိကန်၏အိမ်မက်ဆိုးကိုမိနစ်40တွင်ဆုံးသက်ပေးခဲ့တဲ့ Navy Sea တင်းစစ်ရဲ့ mission အကြောင်းကိုမိတ်ဆွေတို့ဘယ်လိုထင်မြင်လဲဆိုတာ comment မှာပြောပြပေးခဲ့လို့လည်းရပါတယ်။နောက်တစ်ကမ္ဘာအကျဉ်းဆုံးထူးတပ်ဖွဲ့ဝင်တွေရဲ့သမိုင်းဝင်စစ်စင်ရေးတွေကိုဆက်လက်သိချင်နေဆိုရင်တော့ Critical Vision ကို follow လုပ်ထားဖို့လည်းမမေ့ပါနဲ့။